YMB ရဲ့ဟိုအတွင်းမှုပေါ့နော်ဘိုးအတွင်းမှုသူရုံငန်းထဲမှာရှိနေချိန်လာရောက်ပြီးရိုက်နေခံရတဲ့ဖြစ်စဉ်တစ်ခုပေါ့နော်ကံကောင်းလို့ပေါ့မသေးတော့ဗျာနော်ဖြစ်တဲ့သတင်းလေးတစ်ခုကျွန်တော်ဒီနေ့စပြောပြရစီနော်ဖြစ်စဉ်ကတော့ဒီကနေ့ပေါ့နော်ဒီနေ့ဩဂုတ်လ20ရက်နေ့လေတနာရီလောက်ပေါ့အဲ့ချိန်လောက်မှာဒီတကုံမြို့နယ်ရန်ကုန်တိုင်းတကုံမြို့နယ်ရွှေတကုံဘုရားမြောက်ဖက်မဟုတ်နဲ့နောက်ဖက်မချားမှာရှိတဲ့ဒီ YMB ရုံပေါ့နော်အဲ့ရုံခန်းနဲ့ပေါ့နော်ရွှေတကုံဘုရားနော်ရွှေတကုံစီလုံးကြီးရဲ့ဒီမြောက်ဖက်နဲ့အနောက်ဖက်မချား YMB ရုံခန်းအဲ့ရုံခန်းထဲမှာဒီနေ့ဒီဗဟိုတွင်းမှုဥပမောင်ညွန့်ဆိုတဲ့ပုံကိုနဲ့သူဒီအတွင်းမှုအဖွဲ့ဝင်တွေနော်အနည်းဆုံး9ဦးလောက်ပေါ့သူတို့အထက်ရုံးမှာရှိနေတဲ့အချိန်လေးမှာတည့်ရတယ်လို့မျိုးသား4ဦးလို့ပြောတယ်ကျွန်တော်ဥမောင်ညွန့်နဲ့တိုက်ရတာကျတော့သူ့ကိုလာဟောပြီးချုပ်တာ3ဦးတဲ့ဒါပေမဲ့အပြင်မှာတယောက်ပါတယ်ထင်တယ်စုပေါင်း4ဦးလို့အကြမ်းမြင်သိရတယ်အဲလူ3ဦးလောက်က4ဦးပေါ့သူတရင်မှာ4ဦးကြီးတယ်ပေါ့နော်အဲဥမောင်ညွန့်နဲ့ဟိုခန်းတယ်ဆိုဝင်ချလာရုံကနေဝင်လာပြီးတော့တယောက်ကတနက်ပါတယ်တနက်ပြပြီးတော့ကျန်တဲ့လူတွေအကုန်လုံးမခုခံဖို့ပါတယ်ပြောပြီးတော့မှဒီဥမောင်ညွန့်ကိုဒီချုပ်နှောင်ပြီးတော့သူတို့ပါလာတဲ့ကားပေါ်ကိုအတင်းတင်ပြီးတော့မောင်းဖို့ပြင်တဲ့ပုံပေါ်ပါတယ်ကျန်လူတွေကိုလည်းတနက်နဲ့ချင်းကြောက်ပြီးတော့မလှုပ်ရအောင်ပြီးတော့အဲ့ဒီမှာတယောက်ကအမျိုးသမီးတယောက်ကဒီအမျိုးသမီးတယောက်နဲ့တတိရှိရုံရတယ်သူမျက်စုလိုင်းနဲ့နာမည်ကသူနဲ့တတိရှိရုံရသူ့တစ်ဖက်ကမလှုပ်နေသူငြိမ်နေကျွန်တော်သူခဏဖြစ်တာငြိမ်နေပြီးတော့လှုပ်နေနေပြီးတော့မနေကြတော့လက်ကနေသူထားပြီးပြန်ချရုပ်ဖြစ်နေချင်းမှာတနက်ကဘွဲတော့မပြစ်ဘူးပေါ့မပြူဒါပေမဲ့အဲ့မှာရိုးဖြစ်နေချင်းမှာဒီဥပမောင်ညို့ကိုကျိုးတုပ်ပြီးတော့ဝိုင်းထိုးချိတ်ပြီးတော့အဲ့တော့ကဝိုင်းထိုးချိတ်ကျန်းဖွဲ့တဲ့ရိုးအသီးထွက်ပြေးသွားပြီးတော့အပြင်ကနေလာကြပါအောင်ကူကြပါအောင်ပါညာအော်တဲ့ခါကျတော့ရိုးဆိုတော့လမ်းဖြန့်ကုန်ဖြစ်တော့ပြီးလိုက်ဟိုတော့ကလည်းဥပမောင်ညို့ထိုးချိတ်ပြီးလို့ပြောမနေကြတော့တိတ်တွေပဲကတ်တာပေါ့နော်ပါဇက်တွေကိုယ်တွေပဲကျိုးနေချီတုပ်ပြီးတော့ပြီးလိုက်ပြီးတော့ထိုးချိတ်ပြီးတော့ထွက်ပြေးသွားတဲ့ဖြစ်စဉ်တစ်ခုဖြစ်သွားတယ်အဲ့တော့သတင်းအရဆိုရင်တော့ဒါဦးမောင်ညွန့်နဲ့သူရုံးဖွဲ့ရှိနေတဲ့အချိန်မှာမြို့သားတစုကဝင်လာတယ်တနက်ပြပြီးသူတို့လာပြီးတော့တနက်ပြပြီးတော့ဂျန်နယ်လူတွေထွက်ပြေးလွတ်မြောက်သွားတဲ့အချိန်ဦးမောင်ညွန့်ကိုတိုးတုပ်ပြီးတော့ထိုးချိတ်ရိုက်နေတဲ့ဖြစ်စဉ်တစ်ခုဒါဖြစ်တယ်လို့လူတို့ရှင်းပြောလို့ရတယ်အဲ့ဒါကျွန်တော်လည်းဒီသတင်းကိုဒီညနေဆောင်ကျကျွန်တော်ရရောနေ့လယ်တနာရီလောက်မှဖြစ်တယ်ဖြစ်တော့ရုပ်တရက်တော့လူတွေကမသိကြဘူးမသိတော့ကျွန်တော်တို့ကလည်းသိအောင်စုံစမ်းရတာပေါ့သတင်းတွေကအစအနာလေးအစထွက်လာတဲ့အချိန်ကျကျွန်တော်တို့မင်းမြလိုက်တဲ့ခါကျတော့နောက်ဦးမောင်ညွန့်နဲ့ကျွန်တော်လွန်ခဲ့တဲ့မိနစ်ပိုင်းလေးကမှဖုန်းလေးပြောပြတယ်လွန်ခဲ့တဲ့ဖုန်းပြောပြတယ်သူပြောတယ်ဟိုအားတဲ့သူ့ကိုအဲ့ဒီမတိုင်ခင်ကလေးကဒီချင်းချောက်စာတွေပို့နေတာကြာပြီတစ်ချက်ကနှစ်ချက်ကဝင်လာတဲ့လူတွေက3ယောက်တဲ့3ယောက်ဝင်လာတယ်အကောင်နဲ့ကြီးတယ်တဲ့3ယောက်ကကြီးတယ်အဲ့မှာ3ယောက်ကဘာပြောလဲဆိုတော့မေးစရာရှိလို့မင်းတို့ငါတို့စားဖာကွာဆိုပြီးတော့ငါတို့မေးစရာရှိတယ်ကွာဆိုပြီးတော့မေးစရာရှိလို့လာတယ်ဆိုပြီးတော့ဒါတနက်ရွယ်ပြတော့မင်းတို့စားဖာဆိုပြီးတော့တမှုနဲ့စကားပြောမယ်ဆိုပြီးတော့တမှုနဲ့စကားပြောမယ်ဆိုတော့ YMB အတွင်းမှုဘိုးအတွင်းမှုဆင့်ဆိုတော့ဗျာဒီ network တွေသူမရှိလိမ့်မယ်အဲ့တော့မင်းတို့အတွင်းမှုနဲ့စကားပြောမယ်ဆိုပြီးတော့မင်းတို့တမှုနဲ့စကားပြောမယ်ကွာဆိုပြီးတော့သူကဖုန်းကိုကောက်ကင်လိုက်တဲ့အချိန်မှာအဲ့ဖုန်းကိုအကင်ခံနေကြိုက်ပြီးတော့အတင်းအဲ့တော့မှအတင်းဝေယုံသုံးကားကြီးလုံးထွေးထိုးချိတ်တာတွေလုပ်ပြီးတော့ဒီတနက်ပြပြီးချင်းချောက်ပြီးသူတို့ထိုးချိတ်လိုက်မယ်လုပ်တာလို့သိရတယ်ပြီးတော့အဲ့ဒီဦးမောင်ညွန့်ရဲ့ဖုန်းကိုလည်းအဲ့ဒီအဖွဲ့တွေယူသွားတယ်ဦးမောင်ညွန့်ရဲ့ဖုန်းတွေယူသွားတယ်တဲ့ဖုန်းအဲ့ဦးမောင်ညွန့်ဖုန်းယူသွားတယ်လို့သိရတယ်ဖုန်းယူသွားတယ်ပေါ့နောက်တစ်ခုကကျန်တဲ့လူတွေတော့ထိခိုက်ဒဏ်ရာရှိသားဆိုတော့ကျန်တဲ့လူတွေတော့မရဘူးဒါပေမဲ့အဲ့ဒီဥမောင်ညောတော့ထိခိုက်ဒဏ်ရာရှိသွားတယ်ကွာသူတို့ဒဏ်ရာရပါတယ်ကျွန်တော်လည်းပြောနေနေအာချွတ်စေအတန်လေးပါကျွန်တော်ကြားလိုက်ရတယ်ဆိုတော့သူခင်ဗျာတော်တော်လေးထိုးချိတ်ခံလိုက်ရတဲ့ပုံတော့ပေါ်ပါတယ်ပြီးတော့ဘုံမသိဘာမသိနဲ့ပလိလာဝင်လာပြီးတော့ငါစားပါကွာဆိုပြီးလှုပ်ချတော့အဲ့တော့အယောင်ဆောင်တဲ့ဇလန်းဖြစ်ဖို့လည်းများတယ်ပေါ့နော်အဲ့တော့ဒီဖြစ်စဉ်ဖြစ်ပြီးတော့သူတော်ဟာဖြစ်တယ်ပေါ့နော်ဟိုရဲစခန်းကိုသွားပြီးတော့အမှုဖွင့်တာတကုံမြို့နယ်ရဲစခန်းမှာသူသွားမှုဖွင့်တယ်လို့သိရတယ်အဲ့တော့ဘသူကဘလိုတွေလုပ်ပြီးဘသူလဲဆိုတော့ကျွန်တော်တို့မသိဘူးရန်ညွန့်ရစာရှိလားလို့မေးတော့လေရန်ညွန့်ရစာရှိအောင်လဲအဲ့လူတွေ तू မသိဘူးစားဖာလို့သာပြောတာ तू မသိဘူးစားဖာလဲဟုတ်ချင်ပါလဲမဟုတ်ဘူးများပါတယ်ဟုတ်မယ်ဆိုတော့ဒီလိုပဲလုပ်မယ်ဗျာဒါပေါင်းဆက်ကြီးနေလုပ်နေတဲ့အဖွဲ့တွေကြားအချင်းချင်းကြားမှာဒီလိုလုပ်ဆရာတော့အကြောင်းမရှိဘူးပေါ့နော်ဆိုတော့ဘသူကလုပ်တယ်လဲတော့မသိဘူးဘယ်လိုမှတော့မသိဘူးအဲ့တော့သက်ဆိုင်ရာဒီထိုးချိတ်သွားတဲ့အတွက်သက်ဆိုင်ရာတာဝန်ရှိတဲ့ရဲစခန်းကိုတိုင်ကြတယ်အမှုဖွင့်တယ်ပြီးတော့သူဒါသူ့ရဲ့ဖြစ်စဉ်ဖြစ်ရကိုရဲစခန်းမှာသူအကုန်သေးစိတ်ထွက်ဆိုမယ်ပြီးတာနဲ့တိုင်းမှာတာဝန်ရှိတဲ့တပ်ဖွဲ့တွေတော့ဒါဒီဖြစ်စဉ်နဲ့ပတ်သက် CCTV မှတ်တမ်းတွေရှာမယ်ဘယ်ကိုထွက်ပြေးသွားလဲဆိုလိုက်မယ်ပြီးရင်တော့ဒါနောက်ဆက်တွဲဖန်ဆီးရေးစီစဉ်လုပ်လိမ့်မယ်ပေါ့ဗျာဒါတော့ကျွန်တော်ခန့်မှန်းရတာအဲ့တော့လာတဲ့လူတွေကသူ့ကိုကားပေါ်ဖမ်းပြီးဆွဲတင်မှုလုပ်တယ်ဆိုတဲ့အချိန်ကြီးလိုက်ခြင်းအပြင်ဟိုလူတွေကားပါလာတယ်ဆိုတော့တစ်ချက်ပေါ့နောက်တစ်ခုကကားပေါ်ဆွဲတင်တဲ့အချိန်မှာတင်မှုမရလိုက်ဘူးခုနကဟိုအမျိုးသမီးတယောက်ကထပြီးတော့ဟိုပြန်ပြီးတော့ခုခံလိုက်တဲ့အတွက်ဝေယုံသုံးကဖြစ်သွားတဲ့အချိန်မှာ
ကျန်တဲ့လူတွေလွတ်သွားတဲ့အချိန်မှာခုနဟိုဘက်ကျန်တဲ့လူတွေကိုထခုရမျိုးကျန်တဲ့လူဟိုဘက်ပြေးထွက်ပြေးတဲ့အချိန်မှာသူတို့လည်းဘယ်လိုက်မှပြီးဖြစ်တဲ့အချိန်မှာနောက်ဆုံးဥမောင်ညွန့်ကိုပဲကျိုးတီပါတုတ်တက်ပြီးတော့ထိုးကျိတ်ပြီးတော့မလိုက်နိုင်အောင်လုပ်ခဲ့ပြီးတော့ဟိုကလာကြပေါင်းကဲကြပေါင်းအော်တဲ့ချိန်ကျသူတို့လည်းအမြန်ဆန်ကားပေါ်တော့မတက်နိုင်ပဲပြန်ထွက်ပြေးတယ်ကျော်ရနေအောင်သူတို့ထွက်ပြေးသွားကြတဲ့သဘောမျိုးပြောပါတယ် CCTV မှတ်တမ်းထွက်လာရင်တော့ဒါစိတ်ဝင်စားဖို့တော့ဖြစ်မှာပေါ့ဗျာဆိုတော့ထွက်ပြေးသွားတော့သူတို့3ယောက်ကအစုလိုက်ကျွန်တော်ကြီးထွက်ပြေးသွားတော့ဖြစ်နိုင်မယ်နဲ့တယောက်တည်းခွဲထွက်ပြေးတာဖြစ်နိုင်တယ်ပေါ့နော်ဆိုတော့ရီယိုချက်ကသူ့ကိုဘာလုပ်ချင်တယ်လဲဆိုတော့တန်တရားရှိတယ်ပေါ့နော်ဆိုတော့သူ့ကိုတတ်ချင်တဲ့လူဆိုရင်လည်းတနက်ပါတာပြစ်တတ်လိုက်ရင်ဒါပြီးသွားပြီပေါ့နော်သူလည်းဒီဥမောင်ညွန့်အနေထားပြန်ခုခံမှုအချိန်မရလိုက်ဘူးသူဒီလိုဖုန်းကင်ပြီးလို့ငါမင်းတို့တမှုနဲ့ငါပြောမလို့ဖုန်းကင်လိုက်တာတော့ကင်ရင်မရလိုက်ဘဲနဲ့ဖုန်းကိုရိုက်ချပြီးတော့ဒီဟောဖြစ်တယ်ဆိုတော့ဟိုသူ့တကယ်လို့တတ်ချင်ဖြတ်ချင်တဲ့သူဆိုရင်တော့ဒါတတ်သွားမှာသိကြတယ်ပြစ်တတ်သွားမှာသိကြတယ်အဲ့တော့တတ်ချင်ဖြတ်ချင်တဲ့ဒါမှမဟုတ်လေသူ့မှာပါတဲ့လက်နက်ကတနက်အတူကြီးဖြစ်နေလို့များလားဒါတွေလည်းရှိတယ်ပေါ့နော်အဲ့ထိုးကြည့်ရနေပဲဆိုလက်သီးနဲ့ထိုးကြည့်ရနေပေါ့သူခုခံမှုကြိုးစားရမယ်အကောင်အကြီးတယ်တဲ့သူပြောအကောင်ကြီးတယ်၃ကောင်လည်းဖြစ်တယ်အကောင်လည်းကြီးတယ်သူမခံနိုင်ဘူးမခုခံနိုင်ဘူးပေါ့နော်ဒီလိုသူပြောတယ်ဆိုတော့ဒါကိုကြည့်ချင်းအဖြစ်တော့သူ့ကိုတတ်ဖို့လာတာလို့ပြောဖို့ကလည်းနည်းနည်းတော့ခက်ပြန်တယ်သို့တော်လည်းတနက်ပါတယ်ချင်းကြောက်တယ်ဖမ်းနေစီရိုက်တယ်နဲ့တယ်ထိုးရချိတ်တယ်ဆိုတော့သွားပြတာပေါ့နော်ဒါမှမဟုတ်ဘူးသူသိရတဲ့တော့ညာဘက်မျိုးလုံးဖူးအောင်တန်ရတွေပေါက်ပြတဲ့ရတွေရတယ်ခါးတွေသွားတွေနာကျင်ကုန်တော့ဗျာခါးတွေလည်းထိုးခါတော့နာပေါ့ပေါ်သွားတွေနဲ့ခါးတွေကိုနာကုန်သွားတွေလည်းဒါတွေနာမဟုတ်ဗျာထိုးခံရတော့အဲ့လိုတော့ရှိမှာပေါ့ဒါလေးတော့ရှိသွားတယ်ဒါတော့ဒီလေးကတော့ဒါဥမောင်ညွန့်ရဲ့ဖုန်းယူပြီးတော့ထွက်ပြေးတိတ်ဆောင်သွားတယ်လို့သိရတယ်ပေါ့နော်ဆိုတော့ခင်ဗျားတို့ခုနေရောဥမောင်ညွန့်ဖုန်းခေါ်ပြီးလို့ရှိရင်တော့အဲ့ဒါအဲ့ကောင်တွေလက်ထက်မှာဖုန်းရှိနေမယ်သိကြတယ်ပေါ့နော်ဒါလေးကလည်းဟိုလိုထည့်ပြောတာအဲ့တော့မျိုးသားကတော့သိရတယ်လို့တော့၄ဦးပေါ့ဒါပေမဲ့ तू ကတော့သူ့ကိုလုံးထွေးပေါ်ပဲတတ်ဖို့တော့2ဦး3ဦးလို့ तू ပြောတယ်ဆိုတော့ဒါလေးတော့သိရတယ်ဆိုတော့ထူးခြားတာတရင်ကတော့ဒီနေ့လေးထူးခြားသွားတာပေါ့ဗျာရွှေတုံကိုဘုရားနားမှာရွှေတုံကိုစီလိုမြေကြီးနားမှာဖြစ်သွားတယ်ဆိုတော့ခင်ဗျားအတွက်ကြည့်ပေါ့ဗျာဒီနေရာတွေဆိုတော့တုံတန်လူဖြစ်လို့မရဘူးပေါ့ဗျာပြီးတော့လူတွေကဟိုသွားလာမြဲရှိတဲ့နေရာမျိုးစုံမျိုးပြားလည်းမဟုတ်ဘူးဆိုတော့ဘာတွေလဲတောကြောင်တွေလားဘာတွေလဲဆိုတော့မသိဘူးဗျာစိတ်ဝင်စားဖို့တော့ကောင်းတယ်တာမန်ပဲဒီခိုးစိုးလူနိုင်ဓမ္မတိုက်အုပ်စုတွေလားဒါမှမဟုတ်သူတို့ပဲရန်ကျွေးရစားရှိတဲ့လူတွေလားရန်ကျွေးရစားရှိတယ်လို့ပြောအောင်လဲသူ့လည်းလူမသိဘူးဒါမှမဟုတ်လူမိုက်အုပ်စုတွေငှားတုံးတာလားဘယ်လိုလဲဘာတွေလဲဆိုတာကိုမသိဘူးအဲ့တော့ဥမောင်ညွန့်နဲ့ဒီလူတွေဘယ်လိုဆက်ရှိနိုင်လဲဆိုတာကိုတော့ဒါသက်ဆိုင်ရာအာဏာပိုင်ဖွဲ့စည်းစုံစမ်းဖော်ထုတ်ပြီးတော့ဒါလွတ်ဆက်ရှိရလုပ်လိမ့်မယ်လို့ယူဆတယ်ကိုကတော့လောလောဆယ်ဒီလောက်ပဲကျွန်တော်ပြောလို့ရသေးတယ်ကျန်တာတော့အသေးစိတ်ကတော့ဒီတီးကတော့ကျွန်တော်မပြောနိုင်သေးဘူးဘာလို့ဆိုသက်ဆိုင်ရာပုဂ္ဂိုလ်ကတော့ကျွန်တော်မိနစ်လောက်1မိနစ်ကျော်လောက်ပဲစကားပြောနိုင်တယ်ပြောပြီးတော့ तू ဟိုပါပဲဦးလေဟိုတခြားကိစ္စရှိရဲမှာရေးပိုင်ရဲကိစ္စလေးလုပ်နေရတော့ तू ဒါကျွန်တော်1မိနစ်ကျော်လောက်ပဲ तू ပြောလိုက်နိုင်တယ်ကျန်တာတော့အများကြီးပြောလိုက်နိုင်တယ် तू လူလိုရှင်းလေးပဲ तू ပြောလိုက်နိုင်တယ်ပေါ့နော်ဆိုတော့ဒါလေးတော့ဒီနေ့ရဲ့ထူးခြားတဲ့လေးတစ်ခုဖြစ်နေတွေ့တော့ပါတယ်ဘာလို့ဆို YMB ဆိုတာလည်းဗျာ27နိုင်ငံခင်းချင်းမှာတောက်လျှောက်ဆိုသလိုတက်မတော်နဲ့တသားရဲရက်တည်နိုင်ငံတော်နဲ့တသားရဲရက်တည်ပြခဲ့တဲ့အဖွဲ့အစည်းဖြစ်တော့အားလုံးလည်းဒီ YMB ကိုပြည်အုပ်စုတွေချမ်းဖက်အုပ်စုတွေက YMB ကိုမျက်စိစပွင့်မွေးစူးကြမှာပဲရခိုင်ဥက္ကဋ္ဌတော့ကလည်းဟိုလောက်ကြံတက်ဖြတ်မှုတွေရခိုင်ဥက္ကဋ္ဌတော့ကလည်း YMB ရဲ့ရခိုင်ဥက္ကဋ္ဌတော့ကလည်းလောက်ကြံတက်ဖြတ်မှုလုပ်ဖို့ကြိုးစားခဲ့ကြတယ်လုပ်ခဲ့ကြတယ်ပေါ့နော်မအောင်မြင်ခဲ့ဘူးအခုလက်ရှိဥက္ကဋ္ဌအသစ်ပေါ်လာတယ်ဥက္ကဋ္ဌအသစ်လက်ထက်မှာတော့လောက်ကြံတက်ဖြတ်တဲ့သတင်းတော့မကြားဘူးသို့တော့ခုလိုမျိုးဘိုးအတွင်းမှုတယောက်ကိုဒီလိုလုပ်တဲ့ဟာမျိုးတော့သတင်းတော့ထွက်သွားတယ်ပေါ့နော်ဒါလေးတော့ရှိတယ်ဒါကတော့ဘယ်သူမှတော့မသိဘူးသို့တော့ဖမ်းဆီးရမိပြီးရင်တော့ဒါအဖြစ်ထွက်လာမယ်သဘောတော့ပြောအောင်ပေါ့နော်ဒါလေးကပထမဆုံးသတင်းဖြစ်နေပြောတာပါအဲ့ဒါပြီးတော့ကျွန်တော်ဒီနေ့ဘာထပ်ပြောမလဲဆိုတော့ဒီတက်မတော်ကာကွယ်ဦးစီးချုပ်ရဲ့ထိုင်းကိုသွားတဲ့ခီးစဉ်အကြောင်းလေးကျွန်တော်ပြောပါမယ်တက်မတော်ကာကွယ်ဦးစီးချုပ်ထိုင်းကိုသွားတဲ့ခီးစဉ်ကအခြားတော့မဟုတ်ပါဘူးတက်ချုပ်ကထိုင်းကိုမနေ့ကသွားပြီးတော့ထိုင်းမှာသူတို့ထိုင်းရဟောနဲ့ဆွေးနွေးတယ်ပေါ့နော်ထိုင်းကသွားပြီးတော့ဟိုထိုင်းကဒီဟိုဘက်ကကာကွယ်ဦးစီးချုပ်ပေါ့နော်ထိုင်းကာကွယ်ဦးစီးချုပ်နဲ့သွားဆွေးနွေးတဲ့အခါမှာကျွန်တော်တို့ဒီဘက်ကတက်ချုပ်ကပြောတဲ့စကားတွေမှာပါတယ်လက်နဲ့မှောင်ခိုမှုတွေလက်နဲ့မှောင်ခိုရောက်မှုတွေပူပေါင်းတိုက်ဖြတ်ပေးဖို့ဆိုပြီးတော့မြန်မာကနေပြီးတော့တောင်းဆိုတယ်ထိုးဘက်ထိုင်းမင်းတို့ပူပေါင်းဆောင်ပြီးတော့လက်နဲ့ကိစ္စပေါ့နော်ဆိုတော့တက်ချုပ်နဲ့တူဘယ်လိုပါသွားလဲဆိုတော့ကျွန်တော်ကြည့်လိုက်တော့ဟိုတက်ချုပ်နဲ့တူဘယ်လိုပါသွားလဲဆိုတော့ဥမာနံပါတ်3ဟိုညှိနှိုင်းပေါ့နော်ညှိနှိုင်းကိုကယ်မှုဗိုလ်ကြီးကိုပါသွားတယ်နောက်တစ်ခါဒီဗိုလ်ချုပ်ဇော်မင်းလတ်တို့ဗိုလ်ချုပ်ဇော်မင်းလတ်တို့ဒုတိယဗိုလ်ချုပ်ကျော်လင်းမောင်တို့ဒုတိယဗိုလ်ချုပ်ကြီးဇော်ဟိန်းတို့နော်ဒုတိယဗိုလ်ချုပ်ကြီးဗာလဲကျော်ကိုထိုက်တို့သူတို့ပေါ့နော်ဒါကျော်ဒုတိယဗိုလ်ချုပ်ကိုထိုက်ဆိုတော့စာဖချုပ်ပေါ့စာဖချုပ်တို့ပါအဲ့လိုပေါ့တကယ်ကိုဒီဘက်ကခေါ်ရတဲ့လူစင်းက line နဲ့အပြည့်ပဲတကယ်ကိုဟိုတိတိကျကျကိုဖြစ်တာပေါ့နော်ဆက်တဲ့ဟွာပြောတာပေါ့ဥမာဆိုကြပါစို့ဗျာဥမာနံပါတ်3ညှိနှိုင်းဆိုလို့ရှိရင်ဒါတက်မတော်နံပါတ်3ကိုညှိနှိုင်းကိုယ်မှုဖြစ်တဲ့အခါကျတော့ तू ကတော့ဒါပါကိုပါတယ်ပေါ့နော်ပြီးတော့ဒီဒုတိယဗိုလ်ချုပ်ကြီးတင်မက်လတ်တို့နော်ဒုတိယဗိုလ်ချုပ်ကြီးကျော်လင်းမောင်တို့ဒုတိယဗိုလ်ချုပ်ကျော်လင်းမောင်ဆိုရင်ဒါဒီမွန်တို့တနင်္သာရီတို့ကရင်တို့အဲ့ဒီဂွင်တွေကိုသူကကင်ထားရတဲ့ကားစားထားမှုတယောက်ဖြစ်တော့ဒီဂွင်နဲ့ဆက်ဆက်တဲ့ထိုင်းနဲ့ဆက်ဆက်တဲ့ဂွင်တွေကိုသူကင်ထားရတယ်လူအဲ့တော့တခါကျန်တဲ့ဝါတွေကတော့ဒီဟိုစီအေးကျုပ်တို့စစ်ထောက်ကျုပ်တို့ပေါ့စသဖြင့်ဒါတွေရှိမှာပေါ့ဗျာနောက်တစ်ခုကဒီဘက်ကတော့စာဖချုပ်တို့ဘာလို့ဆိုတာဒါတကယ်ကိုတ
data ချက်လက်တွေနဲ့ပပိုင်းနဲ့ပြောဖို့လုပ်တဲ့အဖွဲ့တွေပေါ့အဲ့တော့ထိုင်းကိုပပိုင်းနဲ့ပြောတဲ့သဘောရှိတယ်ခေါ်သွားတဲ့လူစင်းရဆိုတာထိုင်းကိုပပိုင်းနဲ့ပြောတယ်ဆိုတဲ့အဓိပ္ပာယ်ကိုတက်အောင်တယ်ပေါ့နော်ဆိုတော့ဒီကျွန်တော်သမရရဲ့ထိုင်းခီးစဉ်မှာထိုင်းဝန်ကြီးချုပ်ထိုင်းကောင်းဆောင်ဝန်ကြီးချုပ်နုထင်ကိုပြောခဲ့တဲ့စကားကိုပဲတခါသူနဲ့ဆက်ဆက်တဲ့ဘူနီးစပ်တဲ့ထပ်ပြီးတော့ဟိုဖြစ်တဲ့စကားကိုပဲတက်ချုပ်ကနေပြီးတော့လက်ရှိတက်ချုပ်ကနေပြီးတော့ထပ်ပြီးတော့ထိုင်းကိုထပ်ပြောတယ်ဘာလဲဆိုတော့ဒီနေဆက်လက်နက်ကင်ပြိပခါတွေကြားထဲမှာနေဆက်ကနေပြီးထိုင်းဘက်ကနေလက်နက်တွေအများပြားမှောက်စီးဝင်နေရတယ်ဒါတွေကိုထိုင်းဘက်ကတားပြီးမှရမှာပေါ့ဘာလို့လက်နက်တွေကပြီးမှနေပြန်သွားတာမဟုတ်ဘူးနေဆက်ကနေထိုင်းဘက်ကနေဝင်လာတာထိုင်းဘက်ကနေပဲဝင်လာတာဖြစ်တယ်အဲ့ဒါကိုသူတို့ကထောက်ပြတာပေါ့ထောက်ပြတယ်ဆိုတော့ထောက်ပြတော့ထိုင်းဘက်ကတော့ဒီကိစ္စပေါ်မှာပြောရအောင်အင်မလို့တော့လုံးမပါဗျာအဲကျွန်တော်တို့ကြိုးစားပူးပေါင်းဆောင်ရွက်ပေးမယ်ဒီလောက်ပဲပြောမယ်ဒါပေမဲ့သူတို့မျက်စိတစ်ဖက်မှိတ်ပေးလိုက်ဖွင့်ပေးလိုက်သူတို့လိုသလိုတော့ဒါအောက်ခြေမှာကစားကြမှာပဲဘာလို့ဆိုတော့21နိုင်ငံရဲ့အစောပိုင်းကာလမှာခင်ဗျာထိုင်းဘက်ကရဲတွေရောထိုင်းအရာရှိတွေအုပ်ချုပ်ရေးအဖွဲ့တွေအကုန်လုံးကမြန်မာကဒီနေဆက်ကိုထွက်ပြေးတိမ်းရှောင်သွားတော့လက်နက်ကင်ပုံကန်ထားကြွမဲ့အုပ်စုတွေနဲ့ပတ်သက်ပြီးတော့ပတ်စံတွေကိုတောက်လဲထိုင်းဘက်ကရခဲ့ရတယ်ဘာလို့ဆိုရဲစခန်းတစ်ခုဆိုရင်ကြားဖို့မှတ်မိကြလိမ့်မယ်ခင်ဗျားတို့မှတ်မိကြလိမ့်မယ်ရဲစခန်းတစ်ခုဆိုရင်သူ့ရဲစခန်းမှာရှိတဲ့လက်နက်တွေအကုန်လုံးကိုထုတ်ရောင်းပလိုက်ပြီလားရောင်းပလိုက်ပြီးတော့လက်နက်ဟို quality မီတဲ့လက်နက်တွေနဲ့အစားထိုးမမီတဲ့လက်နက်တွေနဲ့အစားထိုးထားတယ်သူတို့ရှိမှရှိတဲ့လက်နက်တွေအကုန်ထုတ်ရောင်းပလိုက်တယ်ရောင်းလို့အဲ့ရဲတွေအဖမ်းခံလိုက်တဲ့ဖြစ်စဉ်တစ်ခုခင်ဗျားတို့ထိုင်းမှာတရင်မှာဖြစ်ခဲ့တယ်2023လောက်ဆိုရင်ကြဲလောင်ဖြစ်ခဲ့တယ်23မှာ24မှာလည်းကြဲလောင်ဖြစ်ခဲ့ဘူးတဲ့ဒါခင်ဗျားတို့တချို့တရင်တွေမေ့နေမှာဆိုလို့ပြန်ပြောတာအဲ့တော့ထိုင်းရဲတွေကိုယ်တာသူတို့ရှိတဲ့လက်နက်တွေကိုဖြုတ်ပြီးတော့ဟိုမှာတွားရောင်းတာသူတို့ကလည်းလက်နက်မောင်းကိုမလဲအောင်တမယ်လုံးကြတော့တာတဲ့ရောင်းကုန်တာတချို့တွေအဲ့လိုလုံးကုန်ကြတဲ့အထိဒါထိုင်းမှာတော်တော်ကိုလုံးကြတာဖြစ်တဲ့အတွက်ဒီလက်နက်မောင်းခိုကိစ္စကြီးကလက်နက်တရားမဝင်ကိစ္စကြီးကထိုင်းဘက်ကဘယ်လောက်တောင်တာဝန်ရှိနေလဲဆိုတာစဉ်းစားကြရကောင်းတယ်ပေါ့ဆိုတော့ဒါတစ်ချက်ပေါ့နောက်တစ်ခါထိုင်းအနေနဲ့ကသူတို့ကပြန်ညင်းပါပဲဟာငါတို့နယ်မြေကိုတုံးပြီးတော့မင်းတို့နိုင်ငံတွေကိုလက်နက်တွေတဲတာငါတို့နဲ့မဆိုင်ဘူးကွာမင်းတို့လက်နက်ကင်အုပ်စုတွေနဲ့ဆိုင်လို့ဖြစ်တာလို့သူတို့ညင်းချင်းနဲ့ညင်းလို့ရပါပဲသို့တော့ညီတို့ပဲညင်းစကားမဟုတ်ထိုင်းနယ်မြေကိုဖြတ်ပြီးတော့အကြမ်းဖက်ပဋိပက္ခလှုပ်ရှားမှုမှာအကြမ်းဖက်လှုပ်ရှားမှုမှာတုံးတဲ့ပစ္စည်းတွေလက်နက်တွေကိုထိုင်းနယ်မြေကိုဖြတ်ပြီးဒီဘက်ကိုဝင်နေတယ်ဆိုတာထိုင်းမှာလည်းတာဝန်ရှိတယ်ဆိုတာတော့ထိုင်းကတော့ဒါလက်မခံခြင်းနဲ့လက်ခံမဲ့အရှိတရားတော့ဖြစ်နေတာတွေ့ရတယ်ဆိုတော့ထိုင်းကတော့ဒါကိုမျိုးစုံပေါ့ဗျာသူ့ရဲ့ဒီတန်တမန်ကြီးကပါဏမှုနဲ့ပဲထိုင်းကတော့ဝိဝိုက်ပြီးတော့လှည့်ပတ်ပြီးတော့ရှောင်းနေမှာပဲထိုင်းကတော့ဒီလိုဖြစ်မှာနောက်တစ်ခုကဒီနေဆက်ကြားဖြန့်ကိစ္စပေါ့ကြားဖြန့်နေကိစ္စမှာလည်းထိုင်းဘက်မှာတာဝန်ရှိတယ်ဆိုတော့လည်းထပ်ထောက်ပြတယ်ဟိုမှာထိုင်းမှာဘာတာဝန်ရှိလဲခင်ဗျားတို့ကျွန်တော်ခဏလူတွေလည်းသိပါတယ်ပြည်သူလူထုသဘောလည်းပေါက်ပြီးသားပါဟိုအချင်းချင်းခါလည်းပြောရတာမောနေပါပြီကြားဖြန့်ရဲ့မျိုးစေ့ရတရုပ်မျိုးစေ့ရတရုပ်အဲ့မျိုးစေ့ကိုမြေကျွန်တော်တို့မြန်မာပြည်ပေါ်မှာလာပြီးစိုက်တယ်မျိုးစေ့ကိုကျွန်တော်အဖို့မှာအကောင်းဆုံးဥပမာလေးရှင်းပြသွားတာအပင်တပင်နဲ့နမူနာပေးတာကြားဖြန့်အပင်တပင်ပဲဆိုပါစို့မျိုးစေ့ကတရုတ်ကလာတယ်တရုတ်ကလည်းအဲ့မျိုးစေ့ကိုဖြန့်ချလိုက်တယ်အဲ့မျိုးစေ့ကိုမြန်မာလက်နက်ကင်နေမြေထဲမှာဒီတပုံနေမြေထဲမှာပေါ့ဗျာအလွယ်ခေါ်ရင်တပုံနေမြေထဲမှာအဲ့ဒီမျိုးစေ့ကိုလာပြီးအစိုက်ခံတယ်အဲ့မျိုးစေ့အပင်ကြီးထွားမြန်မှုရေလောင်းပေါင်းနေလို့တယ်မျိုးသားကျွေးတာထိုင်းကနေကျွေးနေတာကဲအဲ့ရှင်းလေးကျွန်တော်ပြောခဲ့ပြီအဲ့ထိုင်းကနေပြီးတော့ခင်ဗျာလျှက်စစ်မီးလာတယ်ဗျာအင်တာနက်လာတယ်ဗျာစောက်ရည်လုံငန်းသုံးဘီးလာမီအုပ်သေးတန်ကြောက်တော့အကုန်ပါလာတယ်ဗျာပြီးတော့တုံးတော့လေထိုင်းဘက်ကိုတုံးတယ်ဗျာခင်ဗျာဒီလောက်ရှင်းနေတဲ့ကိစ္စကြီးကိုထိုင်းကသူတို့မပတ်သက်ပါဘူးလို့ပြောင်းညင်းဘယ်လိုညင်းမလဲသူတို့ဘယ်လိုညင်းချင်တယ်လဲပေါ့နော်ဆိုကျွန်တော်တို့ထောက်ပြတယ်အများကြီးပဲအဲ့တော့ထိုင်းကအဲ့ဒီကြားပြန်နေကိစ္စမှာထိုင်းဘက်ကလည်းပါဝင်ပတ်သက်မှုတွေကိုရက်တဲ့ရပြီးတော့ရက်တဲ့ရဖို့လုံးဝမလုပ်ဖို့ဆိုတော့ပြောတာအဆောက်အအုံတွေပါလေပေါ့ဗျာအဲ့တော့များသွားပြီပေါ့အဲ့တော့မြန်မာဘက်ချက်မှာအဲ့ဒီအဆောက်အအုံတွေကိုဖြိုချတယ်အကြီးကျယ်လုပ်တယ်ဒါဘယ်ကလဲမဲဆောက်ကနေပြီးတော့ပဲအဲ့ဆောက်လို့တုံလုပ်ငန်းသုံးပစ္စည်းအများပြားဒီကြားပြန်စိုက်တွေကိုဝင်ချလာတာတပုံကြီးပဲနော်မှောင်ခိုနီးလမ်းမျိုးစုံနဲ့တည်တာအဲ့ဒါမျိုးရှိဒါနှစ်ချက်နောက်တစ်ချက်ကကူတန်းရောင်းကုန်စည်ကူတန်းရောင်းဝယ်မှာမြန်မာဘက်ချမ်းကပိတ်ဆို့ကတ်သက်ထားပြီမဲ့သူကထိုင်းဘက်ချမ်းနေကုန်စည်တွေကိုအသက်အတန်မြန်မာဘက်ကိုရောင်းပေးနေတယ်ရောင်းတယ်ကထိုင်းကတော့ပြောမှာပဲဟာမင်းတို့မြန်မာဘက်ကလာဝယ်တာပဲငါတို့ကပတ်စံရတဲ့ရောင်းတာပေါ့ကုန်စည်ပဲလေအစားတောက်ကုန်ပဲလေလူသုံးကုန်ပဲလေငါတို့ကတော့ရောက်မှာပဲလေမင်းတို့လာဝဲတာငါတို့ရောက်မှာပဲနေဆက်တွေကသုံးဖို့မြန်မာပြည်ရဲ့ကိစ္စမင်းတို့ရှင်းပေါ့ငါနဲ့မဆိုင်ဘူးလို့ထိုင်းရလည်းပြောင်းညင်းလို့ရတယ်သို့တော့အဲ့ဒီကုန်စည်တွေအတွက်ထိုင်းရအခွန်ငွေရတယ်ပြီးတော့အဲ့ဒီနေဆက်ကိုတောင်ရင်းမြစ်ကိုဒီဘက်ကိုဖြတ်ပြီးလာတဲ့အချိန်မှာထိုင်းဘက်ကဂိတ်တွေကမြန်မာဘက်ကိုဖြတ်ကျော်လာတဲ့ဟာကိုထိုင်းဘက်ကမတားပေးရင်မြန်မာဘက်မှာကျတော့ဒီဘက်ကကျတော့ပိတ်ထားတယ်ဒီဘက်ကကျတော့ဘာလို့လက်နက်ကင်မှောင်ခုလက်နက်ကင်ဖွဲ့တွေစီရောက်တယ်ပြီးရင်ဂိတ်တွေဖြတ်တယ်ပြည်တော့ဝင်လာတယ်ဘာဖြစ်လဲဆိုတော့ကျွန်တော်တို့အစိုးရအခွန်ခမရဘူးလက်နက်ကင်သဘုံတွေကရတယ်ဒါကြီးကလည်းတားပြီးဖို့လို့လဲဆိုတော့မြန်မာတက်ချုပ်ကလည်းပြောတယ်ဒါသမရရဲ့ထိုင်းခေတ်စဉ်မှာလည်းသမရဒီဟာကိုအကျယ်ချက်တော်ပြောဦးသွားလိုတိုရှင်ခေါင်းစဉ်လေးတိရောက်ပြောသွားတယ်ကျွန်တော်ကဒါပြန်ပြီး definition ပြန်ဖွင့်ပြနေရတာဆိုတော့ခုတက်ချုပ်ကလည်းရှင်းသမရရဲ့ခြေရာကိုပဲနင်းပြီးတော့ဆက်ခံပြီးတော့ဒီတိုင်းပဲသူဒါကိုထပ်ပြီးတောင်းဆိုပြောဆိုနေတာတွေ့ရတယ်ပေါ့နော်ဆိုတော့ထိုင်းဘက်ကတော့ဒါနဲ့ပတ်သက်ပြီးနှိမ်နှင်းမယ်လေဘာဖြစ်မယ်ညာဖြစ်မယ်တော့ဝိလက်ကြောင့်ပတ်ပြီးတော့နည်းနည်းပါတော့ပြောတာရှိတာပေါ့ဗျာတိုးတော်လဲဒါကတော့ပြောတာပဲရှိတာပေါ့နော်ပြီးတော့ထိုင်းမြန်မာနိုင်ငံအစစ်အရရှိအစည်းအဝေးကိုလည်းဒါထိုင်းဟိုတက်ကြလို့ပေါ့နော်ပြီးတော့မြန်မာတက်ချုပ်ကလည်း
တက်ချုပ်အစ်ပထမတက်ချုပ်အစ်ဖြစ်လာတဲ့9ယောက်မြောက်တက်ချုပ်အစ်ဖြစ်လာတဲ့ဘိုးချုပ်ကြီးရဲဝင်းကလည်းဒါသူ့ရဲ့ပထမဆုံးတော့တက်ချုပ်ဘဝနဲ့ပထမဆုံးခီးစဉ်ကိုထိုင်းဝယ်ရွေးချယ်ပြီးထိုင်းကိုသွားလိုက်တယ်ထိုင်းမြန်မာနိုင်ငံခေါင်းဆောင်လက်နက်ကထိုင်းနိုင်ငံတပ်မတော်ခေါင်းဆောင်ချင်းစီဝေးတွေကိစ္စတွေသူတက်မယ်ပြီးရင်ထိုင်းဘက်ကတော့ပြောတာပေါ့မြန်မာတပ်မတော်ရရှိတွေထိုင်းမှာတင်နန်းတက်မယ်ဆိုရင်သူတို့ဘက်ကတင်နန်းတွေကိုစီစဉ်ပေးမယ်ဘာညာဆိုတာမျိုးတွေထိုင်းဘက်ကလည်းဒါသူတို့ဘက်ကလည်းဒါဟိုဘာခေါ်ဆို incentive ပေါ့နော်ဒါလေးပေးတာတွေ့ရတယ်ဒါလေးတော့ကျွန်တော်တို့ဒါထိုင်းမြန်မာကိစ္စလေးနဲ့ဆက်ဆက်လို့ပြောတာပေါ့နော်ဆိုတော့ထိုင်းမြန်မာဆက်ဆက်ပြောကြတယ်နဲ့ပတ်သက်ပြီးတခါကြားဖြတ်ကိစ္စနဲ့ပတ်သက်ဆက်ဆက်တာတခုရှိပြန်တယ်အဲ့ဒါဘာလဲဆိုတော့ဒီဟိုone shin ပေါ့နော်one shin ကိစ္စsorry ထိုင်းနဲ့ကိစ္စတခုကြံနေသေးတယ်တခုကြံလက်မှာဟိုရောင်းပေါ်တဲ့ကိစ္စပြောရင်နောက်တစ်ခုကြံနေအဲ့ဒါဘာဆိုတော့ထိုင်းနိုင်ငံထဲမှာအခြေစိုက်ပြီးတော့မြန်မာပြည်ကိုပုံကန်ဒေါ်လာနေတဲ့အကြမ်းဖက်သမားတွေအုပ်စုပေါ့နိုင်ငံရေးခေါင်းစဉ်အောက်ကနေအကြမ်းဖက်သမားလှုပ်ရှားမှုတွေလုပ်နေတဲ့အဲ့ဒီအုပ်စုပေါ့အဲ့ဒီအုပ်စုတွေရဲ့စည်ရင်းစရာတွေ data ချက်လက်တွေကိုထပ်ပြီးတော့ဒီမင်းတို့မြေကိုခိုးလုံပြီးတော့မင်းတို့မြေပေါ်ကနေငါတို့မြန်မာအစိုးရပေါ်မှာပုံကန်ဒေါ်လာရေးလုပ်နေတယ်မင်းတို့နိုင်ငံလေပိုင်နဲ့ရေပိုင်နဲ့မြေပိုင်တွေကိုတုံးပြီးမြန်မာနိုင်ငံကိုပုံကန်ဒေါ်လာရေးလုပ်တယ်မြန်မာနိုင်ငံဆန့်ကျင်ရေးလုပ်တယ်အဲ့ဒီအုပ်စုတွေနဲ့ပတ်သက်ရင်လည်းမင်းတို့ထိန်းချုပ်ပေးဖို့ဖန်စီထိန်းချုပ်ပေးဖို့ဒါမျိုးတွေကိုမြန်မာဘက်ကလည်းတောင်းဆိုတာတွေရှိခဲ့မယ်လို့ကျွန်တော်ခံမှန်းချင်တယ်เนาะခံကြဘာလို့ဆိုတော့သိတဲ့အတိုင်းပဲဗျာခင်ဗျာဟိုဘက်ကနေអော်နေတဲ့ကောင်တွေမှာဟိုဗာလဲဟိုစစ်ပြေးပြည်ပြေးစစ်ပြေးတင်လင်းအောင်လို့เนาะတင်လင်းအောင်လို့နောက်တစ်ခါဗာလဲထက်မြက်တို့ဒီကောင်နဲ့စစ်ပြေးထက်မြက်တို့တင်လင်းအောင်တို့ကဒါထိုင်းမြန်မာနယ်စပ်ဟိုဘက်ဒီဘက်ကူးလိုက်သွားလိုက်လုံနေတာเนาะနောက်တစ်ခါဟိုဗာလဲဟိုကောင်ဟိုဗာလဲဟိုငစီတို့ရဲမင်းတို့အုပ်စုတွေထိုင်းနယ်မှာကူးသွားလာလုံနေတယ်နေဖုံးလာတို့တွေထိုင်းမှာကူးသွားလာကျွန်တော်တို့ပြီးခဲ့တဲ့လောတော့ထိုင်းဘက်ကမြန်မာသမ္မတသွားတဲ့အချိန်လေးရောက်တော့သွားတဲ့အချိန်တော့ဆိုရင်ထိုင်းရဲတွေကမဲဆောက်မှာအဖမ်းကျန်းတော့ဖမ်းဆီးကျန်းတော့မဲဆောက်မှာအဖမ်းဆီးကျန်းတော့ဘာလို့ကြလဲဆိုတော့နေဖုံးလာတို့အုပ်စုတွေတဲ့ဟိုတောင်ရင်းမြို့ကိုဖြတ်ပြီးတော့ဟိုဟာတဲ့ဟိုဟာကရားပြည်တွေကိုအတင်းအသက်တန်နေကရားနေစတဲ့ကိုအတင်းတိုးဝင်သွားတယ်ပြီးတော့ကေပြည်နေစတဲ့ကိုတိုးဝင်သွားတယ်အဖွဲ့၃ဖွဲ့လောက်ခွဲပြီးတော့အဲ့ကိုတိုးဝင်သွားကြတယ်ခဏသွားပြီးရှောင်နေကြရှာတယ်တဲ့မဟုတ်ရင်မဲဆောက်မှာဖမ်းရင်တို့ကပါသွားမှာဆိုလို့ဆိုပြီးတော့ရှောင်နေကြရှာတယ်အဲ့ဒီအုပ်စုတွေပေါ့အဲ့ဒီကောင်တွေအဲ့မှာရှိတယ်မဲဆောက်မှာရှိတယ်ချင်းမိုင်မှာရှိတယ်နော်ဒါတိကျချင်းမိုင်တို့မဲဆောက်တို့မှာပြောတယ်အဲ့ဒီနေဆက်တချို့မှာရှိတယ်တို့မြို့သေးသေးလေးတွေမှာအဲ့လိုရွာသေးသေးလေးတွေမှာတိုက်နေအဆင့်ဟိုဟာလေးတွေမှာအဲ့နေရာတွေမှာရှိတဲ့နေရာကောင်းလေးတွေမှာတို့ကအိမ်တွေငှားပြီးတော့နေနေကြတာအခုအဲ့လိုနေနေကြတာအဲ့တော့အဲ့ဒါတွေကိုလည်း location အတိအကျနဲ့ရရင်တို့ကအစိုးရဒါလှမ်းပြီးစင်းထောက်ပြီးတော့ဒီကောင်ဒီမှာရှိနေဖမ်းပေးပါဆိုတော့ပြီးနောက်ပိုင်းအစိုးရထိုင်းအစိုးရကိုမြန်မာအစိုးရတောင်းဆိုလာရင်ထိုင်းအစိုးရကလည်းရှင်းပြရတော့နိုင်ငံရေးရဟိုနိုင်ငံတကာပုံရိပ်မထိခိုက်နိုင်ဘူးသူတို့မထိခိုက်နိုင်ဘူးထင်သူတို့လည်းဖမ်းပေးမှာပဲအဲ့တော့ရှင်းပြရတော့ငမြောင်း6ကောင်တွေတော့ဖမ်းခံမှာပဲနောင်ကြရင်ငမြောင်း6ကောင်တွေဖမ်းဖို့ခံရလိမ့်မယ်မျက်မှောက်6ကောင်တွေကတော့နည်းနည်းလေးနိုင်ငံတကာရဲ့အကာအကွယ်ရတဲ့အတွက်တချို့ကတော့လွတ်လွတ်ကျွတ်ကျွတ်ဖြစ်နေဦးမယ်ပေါ့နော်ဆိုတော့ဒါကဒီမြန်မာနဲ့ပတ်သက်ပြီးတော့ဖြစ်တဲ့ကိစ္စပေါ့နော်ဒါဂျပန်နဲ့ပတ်သက်ကိစ္စနောက်တစ်ခါကြားဖြန့်ကိစ္စနဲ့ပတ်သက်လို့ရှိရင်ခင်ဗျားတို့တလောကမှတ်မိကြအောင်ပဲဝန်ရှင်းဆိုတဲ့တရုတ်ဆောင်တယောက်ပေါ့နော်တရုတ်ဆောင်တယောက်ဝန်ရှင်းဆိုတဲ့ပုဂ္ဂိုလ်မြောက်ရီမှာလူကူမှုခံလိုက်ရတယ်မြောက်ရီလို့ပဲပြောပါပေါ့နော်မြောက်ရီဒေသလို့ပြောမှာအဲ့ဒေသမှာဝန်ရှင်းဆိုတဲ့ပုဂ္ဂိုလ်လူကူမှုခံလိုက်ရတဲ့ဖြစ်စဉ်တခုခင်ဗျားတို့သိလိမ့်မယ်လူကူမှုခံရပြီးတော့ဝန်ရှင်းကို2024ဒီဇင်ဘာ29ရက်မှာ WeChat ဖွဲ့တစ်ခုကနေပြီးတော့ဘန်ကောက်မှာရုပ်ရှင်ကားရိုက်ဖို့ဆိုပြီးတော့ဒါရုပ်ရှင်ကားရိုက်မယ်ကြော်ညာရိုက်ဖို့အတွက်ဆိုပြီးတော့သူ့ကိုလှမ်းပြီးတော့ခေါ်တယ်လက်ထောက်ဒရိုက်တာတူပေါ့ပုဂ္ဂိုလ်တူဆိုတဲ့လူကအဲ့လူကနေပြီးတော့ဒါဝန်ရှင်းတို့ဘာလို့ပါဝင်စိတ်ဝင်စားတဲ့လူတွေခေါ်တော့ဝန်ရှင်းတို့ဘာလို့လဲလူငယ်လည်းဖြစ်သေဆောင်လည်းဖြစ်ချင်တော့ဒီကောင်တွေကအဲ့လိုသွားပြီးတော့ဒီဇင်ဘာ2024ဒီဇင်ဘာလောက်မှာ WeChat ဖွဲ့မှာတွေ့လို့ဆိုသူကအဲ့ရုပ်ရှင်ကားရိုက်ဖို့ဆိုပြီးတော့ချိတ်ဆက်ပြီးစကားပြောတော့သူစိတ်ဝင်စားတယ်ဆိုပြီးတော့သူလာချိတ်ဆက်ပါဗျာပြီးလို့ပြီးတော့2025 January 3ရက်လောက်မှာဘန်ကောက်လေးစီကိုရောက်လာတယ်အဲ့မှာ director လက်ထောက်ဆိုတဲ့လူတယောက်ကစီစဉ်လာတဲ့ကားနဲ့ဘန်ကောက်ကနေပြီးတော့ကားနဲ့လာကျူတာကိုစောင့်နေအဲ့ဘန်ကောက်ကနေပြီးတော့လေနဲ့ကားနဲ့တော့ချောင်းမောင်းလာတယ်မဲဆောက်ကိုမောင်းလာတယ်နေဆက်ကိုမောင်းလာတယ်ပြီးလည်းပြီးတော့မြောက်ဒီဘက်ကိုပြီးတော့ရောက်စားခံလိုက်ရတယ်ပေါ့ဗျာနော်ပြောရအောင်အဲ့လိုဖြစ်သွားတယ်အဲ့လိုဖြစ်တော့ဝန်ရှင်းပျောက်ဆုံးသွားတဲ့ကိစ္စကို January 3ရက်နေ့ကဘန်ကောက်ရောက်ပြီးအဆက်အသွယ်မရလို့9ရက်နေ့လေးကြာတော့သက်ဆိုင်ရာအဖွဲ့အစည်းတွေသူ့ရဲ့မိသားစုတွေတိုင်းဝန်တွေကလူမှုကွန်ရက်တွေကနေရေးသားဖော်ပြရင်းနဲ့ထိုင်းမှာတရုတ်နိုင်ငံမှာလူစိတ်ဝင်စားမှုမြင့်တက်သွားတယ်အဲ့ဒါနဲ့ပြီးတော့ဆက်သွယ်လဲချင်းမိုင်မှာရှိတဲ့တရုတ်ကောင်စစ်ကိုရုံးကနေပြီးတော့ဒါဆက်ပြီးတော့ line နဲ့ဝန်ရှင်းပြီးတော့ line နဲ့ဒီ January 9ရက်လောက်လဲကြာတော့ဒီဝန်ရှင်းကိုဘယ်နေရာမှာတွေ့လဲဆိုတော့ဒီနေကြားတော့တဲ့ BGF တက်ဖို့မှုကတစ်ဆင့်လှမ်းပြီးအတီးပေးဝန်ရှင်းကိုသူတို့ရှက်ဖြတ်သွားတာတွေ့တယ်ဆိုတာမျိုးအကြောင်းကြတော့အဲ့မှာ line နဲ့နောက်ဆုံးမှာဒီကောင်ပြန်ရပါတယ်ရသွားပြီးတော့ဝန်ရှင်းကိုဒီ January 19ရက်မှာတော့တရုတ်ဖွဲ့နေပြီးတော့ဒီတရုတ်ရဲတပ်ဖွဲ့ပေါ့ပြည်သူ့လုံခြုံရေးတပ်ဖွဲ့နေပြီးတော့ဒါသူတရုတ်နိုင်ငံသားပျောက်ဆုံးမှုပြန်ကယ်ရမယ်ဆိုတဲ့လောရေးကြိုးစားရင်းနဲ့နောက်ဆုံးဒီပြန်ကယ်နိုင်ခဲ့တယ်ပေါ့နောက် January လကုန်ပိုင်းမှာပဲ director လက်ထောက်ဆိုတဲ့ပုဂ္ဂိုလ်တဦးလည်းဖမ်းဆီးရပြီပြီးတော့သူနဲ့ဆက်တဲ့အခြားသောဒီကွင်းဆက်တွေပေါ့တရားခံတွေကိုထိုင်းဖွဲ့တွေအကုန်လုံးဖမ်းဆီးရပြီထိုင်းတွေရောဟွာတွေအကုန်လုံးပေါ့ဗျာဒီကြားဖြန့်လူကမှုကိုလုပ်တဲ့အကုန်တစ်ဖွဲ့လုံးကိုမိတယ်စုစုပေါင်း18ယောက်ကိုမိတယ်လို့ကြားတယ်အဲဒီ18ယောက်ကိုမိတယ်18ယောက်ကိုဘာလို့လဲဆိုတော့တရားစွဲဆိုမှုစပြီဆိုပြီးတော့
အောက်ဂလ19ရက်နေ့မနေ့ကတော့ CCTV ကနေပြီးတော့တရုတ် CCTV ရဲ့ထုတ်ပေါ်ဖော်ပြလာတယ်ဆိုတော့ပြောရင်တော့တရုတ်နိုင်ငံတွေကသူ့နိုင်ငံသားတွေလည်းလိန်နာသူ့နိုင်ငံသားတွေတရုတ်နိုင်ငံသားတွေကပဲလိန်နာတရုတ်ကိုပဲပြန်လိန်နာလိန်တော့ဟိုသူ့နိုင်ငံသားတွေကိုသူပြန်တရားစွဲရတဲ့ဘဝတွေရောက်လာတယ်ဆိုတော့တရုတ်လည်းရှိမှသူဖော်တဲ့စိတ်ကိုသူပြန်ပြီးတော့စားနေတဲ့ဘဝကိုတော့တွေ့ရတယ်သူဖော်တဲ့စိတ်သူပြန်စားနေတဲ့ဘဝကိုတော့တွေ့ရတယ်